တီဘောမင်းနဲ့ဒိုင်းခင်ခင်နဲ့ဖောက်ပြန်နေကြတာကိုစူဖျားလက်ကဘယ်လိုမျိုးဖမ်းခဲ့တယ်လဲဆိုတာကိုကျွန်မပြောပြမယ်လို့အရှိကဗီဒီယိုတွေမှာပြောပြခဲ့ပါတယ်ဆိုတော့ဒီနေ့အဲ့ဒီအကြောင်းလေးကိုပြောပြချင်ပါတယ်ဆိုတော့တီဘောမင်းကဘယ်လောက်ပဲစူဖျားလက်ကိုကြိုက်ရတယ်ပြောသူကလည်းဘရင်တပားဆိုတော့အခွင့်အာဏာကြီးသူ့လက်ထဲမှာအကုန်ရှိနေတော့သူလိုချင်တဲ့မိန်းမတစ်ယောက်အတွက်သူ့မှာယူနိုင်စွမ်းရှိနေတယ်ပေါ့နော်ဆိုတော့ဒီစူဖျားလက်ကလွယ်လွယ်ကူကူသူတို့ဖောက်ပြန်နေတာကိုဖမ်းမိခဲ့တာတော့မဟုတ်ဘူးတော်တော်ကြီးကိုညံရည်ညံသွေးချင်းရှင်ပြီးမှဒီမိန်းမတယောက်ရဲ့ထက်မြက်တဲ့ညံနဲ့ဖမ်းမိခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းလေးကိုမပြောခင်ထုံးစံအတိုင်းကျွန်မစာအုပ်ကြီးညာလေးဝင်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မစာရေးဆရာမနွေးနွေးအောင်ပါဇလန်စိတ်ဆိုတဲ့ပြင်သစ်ဘာသာပြန်ဝတ္ထုလေးနဲ့ကျွန်တော်ရှာဖွေခဲ့သောတောက်ကြတောင်းဆိုတဲ့စာအုပ်လေးကိုရေးသားထုတ်ဝေထားပါတယ်ကျွန်မရဲ့စာအုပ်လေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့လိပ်စာအတိအကျနဲ့ဖုန်းနံပါတ်လေးပေးပြီးမှတ်လို့ရပါတယ်စာအုပ်လေးကိုညာဝင်ပြီးွားပြီဆိုတော့ဒီဘောမင်းတို့အကြောင်းပြန်သွားကြမယ်ဆိုတော့ကျွန်မအရှိက post မှာပြပြဘူးတယ်တီဘောမင်းကသူ့ကိုဗိတ်သိက်တော်ဆက်တဲ့ဒီဒိုင်းခင်ခင်ကိုမြင်ပြီးတော့ကြိုက်သွားတဲ့အခါမှာအဲ့ဒီအချိန်ကစူဖျားလက်ကဒီသမီးတော်ကြီးပေါ့နော်ပထမသမီးတော်ကြီးကိုမွေးနေတဲ့မီးဖွားနေတဲ့အချိန်ပြီးတော့ဒီအမျိုးသမီးတွေမီးဖွားပြီးရင်45ရက်ဒီမီးရင်းနဲ့ပေါ့နော်မီးရင်း45ရက်မှာနေရတာဖြစ်တဲ့အတွက်သူ့ရဲ့မူရင်းနန်းဆောင်ဖြစ်တဲ့ဒီနန်းမတော်ဆောင်ပေါ့နော်မီဒီယာကောင်ကြီးရဲ့နန်းမတော်ဆောင်မှာမနေဘဲနဲ့ဒီမီးဖွားဆောင်ဖြစ်တဲ့မီးရှူးဆောင်မှာနေနေတဲ့အချိန်အဲ့ဒီအချိန်မှာဒီတီဘောမင်းကသူ့ရဲ့လူပြိုတော်သားတကယ်ဘယ်လယုံနဲ့ညာလယုံဖြစ်တဲ့ရနောင်မမောင်တုတ်နဲ့မောင်ဖေငယ်ကိုမိတ်တယ်သူဒိုင်းခင်ခင်ကိုသဘောကျတဲ့အတွက်ဒိုင်းခင်ခင်ကိုသူ့လက်တော်အရောက်ဆက်ပါဆိုပြီးတော့အမိန်တော်ရှိတယ်အဲ့လိုရှိလာတဲ့အခါမှာကျမအရှိမပြပြခဲ့ဘူးတလို့ပဲဒိုင်းခင်ခင်ဆိုတာကမောင်ဖေငယ်ရဲ့အနာဂတ်သူတို့သမီးလောင်းလေးမောင်ဖေငယ်ကိုယ်တိုင်ကလည်းသူညမလေးကိုချစ်တယ်တစ်ချိန်ကျရင်ဒီလိုမျိုးပေါ့စုံဖက်မယ်ဆိုပြီးတော့ရှိခဲ့တဲ့လူတွေဒါပေမဲ့ကိုယ့်ရဲ့အရှင်သခင်ဖြစ်တဲ့ဘုရင်ကသူတို့ကအမှုတော်ထမ်းတယ်ဆိုတာအသက်ကိုပါပေးထားရတာဆိုတော့အရှင်သခင်ဖြစ်တဲ့ဘုရင်ကလိုချင်တယ်ဆိုရင်သူတို့မှညှင်းဆန်ခွင့်မရှိဘူးပြီးတော့အဲ့ဒီအချိန်မှာဒိုင်းခင်ခင်လေးကလုံးဝအပြူပေါက်ကလေးဆိုတာမှလုံးဝဒီဒဇိန်ယောက်ျားလေးနဲ့မမြင်ဘူးမတွေ့ဘူးပဲနဲ့ယောက်ျားလေးတွေဆိုလို့သူ့အကိုမောင်ဖေငယ်တို့ဒီမမောင်တုတ်တို့ကိုပဲခင်တဲ့အကိုကြီးတွေလိုမျိုးသူကထိတွေ့ဘူးတဲ့လူရီစားတနာလဲတခါမှမထားဘူးတဲ့အပြိုစစ်အပြိုငယ်လေးပေါ့နော်အပြိုဖျမ်းမာလေးပေါ့ဆိုတော့တီဘောမင်းကဒီလိုမျိုးသူ့လိုချင်တယ်ဆိုတာကိုလည်းမောင်ဖေငယ်တို့ရနောင်မောင်တုတ်တို့ကမပြောဘဲနဲ့ဒိုင်းခင်ခင်ကိုခင်အကြီးရဲ့ညီမလေးရဲ့ခဏလိုက်ခဲ့ပါဆိုပြီးတော့မျိုးပဲတီဘောမင်းစီကိုခေါ်သွားတာညဘက်ကြီးခေါ်သွားပြီးတော့အဲ့ဒီမြောက်ဘက်ပန်းခုံတော်မှာဘရင်ရှိတော်မှောက်ရောက်တဲ့အချိန်မှာအရှင်ဘရင်အတွက်အမိန့်တော်ရှိတဲ့အတိုင်းဒိုင်းခင်ခင်ကိုခေါ်ဆောင်လာပါပြီဖျားလို့ရှောက်တယ်ပြီးတော့သူတို့ကရှောင်ပေးမလို့လှုပ်တဲ့အချိန်မှာဒိုင်းခင်ခင်ကလန့်သွားတယ်သူ့အကိုမောင်ဖေငယ်ကိုလက်ကိုဆွဲပြီးတော့အကိုရဲလှုပ်ပါအောင်ဒါကဘာလှုပ်တာလဲဗောခင်အကြီးကိုတယောက်တည်းမထားခဲ့ပါသူကရှင်ဘရင်ကိုကြတော့နန်းတွင်းထဲမှာကမျက်နှာချင်းတောင်မျက်လုံးချင်းစုံပြီးတောင်တိတ်ဆိုင်ကြည့်ခွင့်မရှိဘူးပေါ့နော်ရှင်ဘရင်လာပြီးဆိုတာလေးကိုအရေးအယောင်လေးမြင်လိုက်ရတာနဲ့ဒီမျက်နှာကိုအောက်ချပြီးတော့မှနေရတာမော်ဖူးစိလို့ပြောမှဒီလိုမျိုးလေးမျက်လုံးလေးလှန်ပြီးတော့ကြည့်ခွင့်ရတာအဲ့လိုမော်ဖူးစိဆိုတာကလည်းခဏတစ်ဖြုတ်ပဲသူတို့မေးစရာရှိမှမေးစရာမြန်းစရာရှိမှမော်ဖူးစိဆိုပြီးသူတို့ကမေးကြတာဆိုတော့ဒီရှင်ဘရင်ဆိုတာကသူ့အတွက်ကကြောက်စရာကြီးပေါ့နော်ဘယ်လိုစကားပြောရမှန်းလည်းမသိဘူးနောက်ပြီးတော့သူ့ရဲ့ကလေးဘဝတစ်လျှောက်လုံးမှာကသူကအဖော်မတ်တော့သူ့အကိုမောင်ဖေငယ်အိမ်ပြန်လာတာကိုပဲစောင့်နေရတာသူ့အကိုမောင်ဖေငယ်ကဘသူကိုအမှုထမ်းလဲဆိုတော့ဒီတီဘောမင်းသားကိုအမှုထမ်းတယ်ဆိုတော့သူ့ရဲ့စိတ်ထဲမှာတီဘောမင်းသားဆိုတာကသူ့အကိုရဲ့ boss ဒီလူကြီးသဘောကောင်းလို့ရှိရင်ငါရဲ့အကိုတော့အိမ်ပြန်လာရမယ်ဆိုတာမျိုးပဲစိတ်ထဲမှာထားပြီးတော့ဒီမင်းသားကသဘောကောင်းလို့လားအမေဒီမင်းသားငါအကိုကိုဘာဖြစ်လို့အိမ်ပြန်မလွတ်တာလဲဆိုတာမျိုးခလေးစိတ်နဲ့တွေးပြီးတော့အဲ့လိုမျိုးရှိခဲ့တဲ့သူဆိုတော့ဒီလိုမျိုးကြီးနှစ်ပူးတွေဒူးတွေညဘက်ကြီးသူ့ကိုတယောက်တည်းတီဘောမင်းအရှိကြီးမှာထားခဲ့မယ်ဆိုတော့သူ့မှာလက်ပြီးတော့တယောက်တည်းမနေခဲ့ရဲ့အဲ့ဒီမှာမောင်ဖေငယ်ကတီဘောအရှင်ကနမတော့ညီမလေးကိုတိုင်ပင်စရာရှိလို့မေးမြန်းစရာရှိလို့အကိုတို့ကိုခေါ်ခိုင်းတာဒီမှာနေခဲ့ပါသူအကိုတို့ခေါ်ခိုင်းတာအကိုတို့ကဒီမှာနေလို့မကောင်းအကိုတို့ကခက်လန်းလန်းမှာခစားရမယ်ဆိုပြီးတော့ပန်းခုံတော်တစ်ဖက်မှာသွားပြီးတော့ရှောင်ပေးတာပေါ့နော်အခုခေတ်စကားနဲ့ပြောမယ်ဆိုအဲ့မှာတီဘောမင်းကနေပြီးတော့ကောင်မလေးကိုကြိုက်တဲ့အတွက်ကိုသူလူပြိုစကားပြောပြီးတော့တခါတည်းသိမ့်ပိုက်လိုက်တယ်အဲ့ဒီအချိန်မှာဒီဒိုင်းခင်ခင်ကလည်းသိတယ်လေစူဖျားလက်ဆိုတာကအမအရင်ခောက်စူဖျားကြီးကိုတောင်မှဒီနန်းချထားနိုင်တဲ့မိဖုရားပေါ့နော်အဲ့လိုမျိုး fight ထားတဲ့အခါမှာနိုင်ထားတဲ့မိဖုရားဆိုတော့အမအကြီးကိုတောင်မှညီအမအရင်အချင်းချင်းကိုတောင်မှမညှတာပေါ့နော်ဒီလိုမျိုးသူ့လိုမျိုးရိုးရိုးမိန်းကလေးတယောက်ဆိုလို့ရှိရင်တော့ဒီ
စုဖျားလက်ထဲမှာမိသွားရင်မလွယ်ဘူးဆိုတာသူအိုက်ကလေးကတိလို့ဒီတီဘောမင်းကိုသူ့ကိုမသိမ့်ဖိုက်ပါနဲ့ဆိုတာမျိုးသူတောင်းပန်တယ်ဒါပေမဲ့တီဘောမင်းကသူ့ကိုရောသူ့ရဲ့အကူမောင်ဖေငယ်တို့ကျွန်တော်မောင်တူကိုရောဘလို့ဂရိပေးလဲဆိုတော့မိဖုရားမြောက်ပါမယ်လို့ဂရိပေးတာဒိုင်းခင်ခင်ရောအချိန်ကြရင်အခွင့်အခါတန့်လာတဲ့အချိန်အဆင်ပြေတဲ့အချိန်ပေါ့နော်အခုချက်ချင်းတော့မဟုတ်ဘူးအရေးအခြေကြည့်ပြီးတော့တိတ်မကြခင်မှာအဆောင်ရမိဖုရားတပားအနေနဲ့ချီးမြှောက်မှာဖြစ်တဲ့အတွက်ဘယ်သူမှမစိုးရိမ်နဲ့ဆိုတဲ့ဟာမျိုးနဲ့သူကဂရိပေးတယ်ဂရိပေးပြီးတော့ဒီသူစုဖျားလက်နဲ့တိုင်ပင်မယ်ပေါ့နော်စုဖျားလက်နဲ့တိုင်ပင်ပြီးစုဖျားလက်ကိုဒီမိဖုရားတပားလောက်ထားခွင့်တောင်းပြီးတော့သူလုံးမယ်ဆိုတာမျိုးသူပြောတယ်။ဘာဖြစ်လို့သူကအဲ့လိုပြောရဲလဲဆိုတော့အဲ့ဒီကာလမှာသူကတခြားလုံးတခြားပင်မိဖုရားမှထားခွင့်မရှိဘဲနေခဲ့တဲ့အတွက်စုဖျားလက်ကသူ့ကိုဖြေလျှော်ပေးတဲ့အနေနဲ့သူ့ရဲ့ညီမဖြစ်တဲ့စုဖျားလေးကိုရမင်းသိန်းစုဖျားလေးကိုမြောင်နှမ်းမိဖုရားမြောက်ချင်မြောက်ပါလို့ပါဇက်နဲ့ခွင့်ပေးထားဘူးတဲ့။အဲ့လိုခွင့်ပေးထားရတယ်စုဖျားလက်ကအကြောင်းရှိတယ်။သူညီမလေးကိုအရန်ချစ်တဲ့အပြင်သူညီမလေးကတီဘောမင်းကိုလုံးဝစိတ်မဝင်စားဘူးဆိုတာသိတာကြောင့်လည်းပါတယ်။မိဖုရားမြောက်တော့မှအမိကမိဖုရားပဲဖြစ်ပြီးတော့လင်မယားအရာမြောက်ချင်မှမြောက်မှာဆိုတာကိုသူယုံကြည်တဲ့စိတ်လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးသူကဗဇက်နဲ့အခွင့်ပေးထားခဲ့ပြီးတော့တီဘောမင်းစိတ်ထဲမှာကစုဖျားလေးကိုတောင်ပေးပြီဆိုရင်နောက်ထပ်တစ်ယောက်လောက်ကိုအဆောင်လေးပေးပြီးတော့အဆောင်ရမိဖုရားလေးအနေနဲ့ပေးမယ်ဆိုရင်ပေးလိုက်မယ်လို့သူကထင်တယ်ထင်တော့သူအကွက်ရွှေ့မယ်ပေါ့သူရွှေ့နိုင်တယ်ပေါ့ကွယ်အဲ့တော့မင်းတို့ဘာမှစိတ်မပူနဲ့အချိန်မမှန်တာငါ့ကိုလာပြီးတော့ဒီကောင်မလေးကိုဆက်တာဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်ပေါ့နော်အဲ့လိုပြောတဲ့အတွက်ပြီးတော့သူကဒိုင်းခင်ခင်ကိုမှားလိုက်တယ်အခုတော့အရေးအခြေမပြတ်စေနဲ့အချိန်တန်ရင်အဆောင်ရမိဖုရားမျှောက်မယ်ဆိုတော့အရေးအခြေမပြတ်စေနဲ့လို့ဘာဖြစ်လို့ပြောလဲဆိုတော့အဲ့အချိန်ဒိုင်းခင်ခင်ကစုဖျားလက်ရဲ့နမ်းမတော်ဆောင်မှာခစားနေရတဲ့အပြူတော်ဖြစ်တဲ့အတွက်စုဖျားလက်ရဲ့မျက်စိအောက်မှာပဲနေရတာပေါ့နော်အဲ့ဒီမှာဒီအပြူတော်တွေမှာကဒိုင်းခင်ခင်တို့အုပ်စုဒီအပြူတော်အငယ်တွေပြီးရင်အပြူတော်အလက်တွေရှိတယ်ပြီးရင်တကယ်မှစုဖျားလက်ရဲ့အနီးကပ်အပြူတော်အကြီးတွေရှိတယ်အပြူတော်အကြီးတွေကြတော့အိမ်အောင်တွေအသက်တွေလည်းပူကြီးတယ်ပြီးတော့ရွာစားပေါ့နော်ရွာစားရသူတွေဘာတွေအထီကိုရထားတဲ့အပြူတော်အကြီးတွေလည်းရှိရလို့အပြူတော်တွေအများကြီးရှိတယ်ဆိုတော့အရေးအချိန်မပြတ်အောင်နေဆိုပြီးတော့အဲ့လိုမှားပြီးတော့ထားတဲ့ဟာညတိုင်းလဲဒီမမောင်တုံနဲ့မောင်ဖေငယ်ကဒိုင်းခင်ခင်ကိုလာခေါ်ပြီးတော့တီဘောမင်းစီကိုပို့ပေးရတယ်အဲ့တော့ဒိုင်းခင်ခင်ရနောင်မမောင်တုံနဲ့မောင်ဖေငယ်ကစုဖျားလက်ရဲ့မျက်နှာတာပေးတာကိုခံခဲ့ရတဲ့လူရင်းနှစ်ယောက်ဖြစ်နေတာ။ဘာဖြစ်လို့လူရင်းနှစ်ယောက်ဖြစ်နေရလဲဆိုတော့သူနဲ့တီဘောမင်းနဲ့ကြိုက်တုံးကမင်းသားမင်းသမီးဘဝမှာကြိုက်တုံးကသူတို့ကိုအဓိကအောင်သွယ်ပေးတာကဒီနှစ်ယောက်ပြီးတော့ဒီမင်းသားတွေကိုတုတ်တင်တဲ့ကိစ္စမှာဒီမင်းသားတွေရဲ့အလောင်းကိုဖျောက်ဖျက်ပေးတာညာရင်းချင်းဖျောက်ဖျက်ပေးတဲ့ကိစ္စကိုဥဆောင်ပေးတာကရနောင်မမောင်တုတ်အဲ့လိုဆိုတော့ तू ကဒီရနောင်မမောင်တုတ်ကိုပို့ပြီးတော့အပါစားပေးပြီးတော့ဒီနမ်းမတော်ဆောင်ကိုအချိန်မရွေးဝင်ထွက်ခွင့်ပေးတာတယ်အဲ့ဒါကြောင့်လည်းရနောင်မမောင်တုတ်နဲ့မောင်ဖေငယ်ကညဆိုရင်ဒိုင်းခင်ခင်ရောလာခေါ်သွားတယ်လာခေါ်သွားတာကနေပြီးတော့ဘလို့ဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ဒိုင်းခင်ခင်တို့အုပ်စုအပြူငယ်လေးတွေကြားထဲမှာဒိုင်းခင်ခင်ညဘက်ပျောက်သွားတာကသတိထားညဘက်အိတ်တဲ့အချိန်မရှိတာပေါ့နော်အပြူဆောင်မှာမရှိနေတော့အပြူငယ်လေးတွေကဘလို့ထင်လဲဆိုတော့စုဖျားလက်ကဒိုင်းခင်ခင်ကိုပို့ပြီးချစ်တဲ့အတွက်ဘေးနားမှာခေါ်ထားတယ်အဲ့ဒါကြောင့်မလို့ဒီမီရှူးဆောင်မှာအိတ်ဖန်လဲတဲ့အချိန်မှာတော့မှမလဲကိုင်းမဲ့ကြံ့ခဲ့တယ်လို့ထင်တာဒိုင်းခင်ခင်ကလည်းဒီရနောင်မမောင်တုတ်တို့မှားထားတဲ့အတိုင်းတာဝန်ဂျူတီလဲပြီဆိုလို့ရှိရင်ပြန်ရမယ့်အပြူတော်တွေနဲ့အတူမပြန်သေးပဲနဲ့အဲ့မီရှူးဆောင်မှာဟိုနေရာလေးတုတ်တလို့ဒီနေရာလေးလှုပ်တလို့ဟိုကိစ္စလေးပဲစုဖျားလက်ခိုင်းနာလို့ရှိနေတလို့မျိုးလေးလှုပ်ပြီးတော့နောက်ထပ်အပြူတော်တတုတ်ဂျူတီလဲတဲ့အချိန်မှာဒီအသက်တွေစီမှာလည်းမပါအဟောင်းနေစီနဲ့လည်းအဆောင်မှာပြန်လိုက်မဲ့အိတ်ပဲနဲ့ဂျားတွေကနေပြီးတော့လစ်ထွက်သွားတာအဲ့လိုသွားရင်နဲ့သူကတီဘောမင်းကိုညာတိုင်းတွေးလာရတဲ့အချိန်ကျတော့သူ့အတွက်ကတီဘောမင်းဆိုတာလုံးဝရီစားဦးအချစ်ဦးပထမဆုံးထိတွေ့ရတဲ့ယောက်ျားတစ်ယောက်ဖြစ်သွားတဲ့အတွက်သူကတီဘောမင်းကိုဆွဲလန်းသွားတာပေါ့နော်တနေ့မတွေ့ရရင်မနေနိုင်တော့ပါဘူးဆိုတဲ့အခြေအနေကိုသူကိုယ်တိုင်ဖြစ်သွားတာအဲ့ဒီအချိန်သူ့ရဲ့စိတ်ထဲမှာအဆောင်ရနန်းရမိဖုရားဆိုတာတွေဘာမှမရှိဘူးညာတိုင်းဒီတီဘောမင်းကိုဖူးရရင်ရပြီတီဘောမင်းမျက်နှာကိုတွေ့ရရင်ရပြီဆိုတာမျိုးလေးဖြစ်သွားတာသူကတော်တော်လေးတနာဖို့ကောင်းတယ်လို့ပြောလို့ရတယ်အဲ့လိုနဲ့ဒီညဘက်သူပြောက်နေတဲ့ကိစ္စမှာအပြူတော်တွေကအချင်းချင်းပြောမိတာပေါ့နော်။အော်ဒိုင်းခင်ခင်တယောက်တော့တော်တော်လေးပင်ပန်းမှာပဲနေညတာဝန်ထမ်းဆောင်ရတယ်ဆိုတော့ညဘက်အပြူတော်တွေကအိုးငါတို့နဲ့လည်းမရှိပါဘူးဆိုတာမျိုးနဲ့သူညဘက်ပျောက်နေတဲ့ကိစ္စကတဖြည်းဖြည်းအပြူတော်လေးတွေကြားမှာအတင်းစကားလေးလိုဖြစ်ပြီးတော့အဲ့ဒီကနေပြီးတော့အပြူတော်လက်ကလေးတွေထိရောက်သွားတယ်။ဒါပေမဲ့အပြူတော်လက်ကလေးတွေကမပြောရဲဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုလာအဲ့လို YouTube ရိတ်တိတ်မြင်ရတဲ့သူ့ကိုလာခေါ်သွားတဲ့သူတွေက
ရနာမောင်တုံးနဲ့မောင်ဖေငယ်ဖြစ်နေတော့ဒီလူတွေကအာနာကြီးတယ်ဘရင်ရဲ့မျက်နှာသာပေးမှုရောမိဖုရားရဲ့မျက်နှာသာပေးမှုရောရလာတော့သူတို့အကြောင်းဇွန်တစကိုပစကထွက်မိလို့ရှင်ရင်ကိုပြဿနာတက်မှာကြောက်လို့မပြောကြအောင်အဲ့လိုနဲ့ဒီကိစ္စကြီးကမပေါ်ပေမဲ့အဲ့လိုမိမတွေများတဲ့နေရာမှာအတင်းစကားဆိုတာကတော့တစနဲ့သွားတာပေါ့အဲ့လိုနဲ့အပြူတော့အကြီးတွေထိကိုရောက်သွားတယ်ဆိုတော့အပြူတော့အကြီးကဒီစုဖျားလက်ကိုအရန်မျက်နှာလိုအားရအရန်လှုပ်ပြီးတော့စုဖျားလက်ကလည်းအားကိုတဲ့ခင်မာကြီးဆိုတဲ့အပြူတော်ရှိတယ်သူဆိုရင်ရွာစားအဆင့်ဖြစ်သွားပြီပေါ့နော်မန်တကြီးရွာစားခင်မာကြီးဆိုတဲ့အပြူတော်ကြီးကဒီဒိုင်းခင်ရဲ့အမှုအရာတွေကိုပျောက်သွားတယ်ဆိုတဲ့ကိစ္စကိုသိနေတော့အပြူတော်ငယ်တယောက်ကိုတခြားဘာအလုံးမလုပ်ပဲနဲ့ဒီဒိုင်းခင်ကိုပဲစောင့်ကြည့်နေဖို့အတွက်တာဝန်ပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာအဲ့ဒီမောင်ဖေငယ်တို့လာခေါ်ပြီးတော့ပျောက်သွားတယ်ဆိုတာကိုသိတာပေါ့နော်အဲ့လိုသိတဲ့အချိန်မှာမန်တာကြီးရွာစားခင်မာကြီးကသူကိုယ်တိုင်ဘာလုပ်လဲဆိုတော့ဟိုစောင့်ကြည့်တဲ့အပြူတော်လေးကတော့အဲ့ထိပဲစောင့်ကြည့်ရဲတယ်သူလိုက်မကြည့်ရဲဘူးဘာဖြစ်လို့လဲဆိုတော့ဒါမောင်တုတ်တို့မောင်ဖေငယ်တို့ဖြစ်နေတာ哦အဲ့တော့မသားကြီးရွာစားခင်မကြီးကသူ့ကိုယ်တိုင်ဒိုင်းခင်အနောက်ကိုလိုက်ကြည့်တော့တယ်လိုက်ကြည့်တဲ့အခါမှာသူကဟိုနှစ်ယောက်ကဘယ်ကိုခေါ်သွားလဲဆိုတော့ဒီရှင်ဘရင်နေရှိရောက်အရှိဆောင်ပေါ့နော်အရှိပိုင်းဆိုရင်နန်းတော်ထဲမှာအရှိပိုင်းတွေယောက်ျားမင်းမှုတန်းနေဝင်ထွက်ရပြီးတော့ရှင်ဘရင်နေနေတဲ့အပိုင်းဖြစ်ပြီးအနောက်ပိုင်းတွေမိန်းမမင်းမှုတန်းနေဝင်ထွက်သွားလာရပြီးတော့ဒီအမျိုးသမီးတွေနေတဲ့အပိုင်းပေါ့အနောက်ပိုင်းကိုယောက်ျားတွေကျူးကျော်လို့ဝင်လာလို့မရတယ်လို့အရှိပိုင်းကိုမိန်းမတွေလာလို့မရအောင်မိရင်ဒူးကိုအဖြတ်ခံရတယ်ဒူးကစပြီးဖြတ်ပစ်တဲ့ဒီဒူးတုံးတိဖြတ်ပစ်တဲ့ရာဇဝတ်တံအပေးခံရတယ်အဲ့တော့ခင်မကြီးကလိုက်ကြည့်ဖို့မိန်းမတို့ကလိုက်ကြည့်လို့မရတော့သူတို့သွားတယ်ဆိုတာကိုမျက်ခြေမပြအောင်လို့မြင်ယောက်ျားအင်ကြီးဝက်ပစိုးတစ်ထည်နဲ့ပဝါပေါင်းပြီးတော့ယောက်ျားအနေနဲ့ဝင်ပြီးတော့လိုက်ချောင်းတယ်ဒါပေမဲ့ခင်မာကြီးလိုက်ချောင်းတယ်ဆိုတော့ကျွန်တော်မောင်တို့ကတိသွားတယ်တိသွားတော့ဘယ်လိုလုပ်လဲဆိုတော့သူကအဲ့တိဘောမင်းအဲ့မြောက်ပန်းခုံမှာတိဘောမင်းနဲ့ဘေးနားမှာမိမတယောက်မြန်ရှိနေလားဒိုင်းခင်ရှိနေလားချောင်းလိုက်တော့အစိုးရရဲ့ရနာမောင်တို့ကဒီဒိုင်းခင်ကိုအရှိပိုင်းကိုခေါ်ွားတာဆိုတော့ဓာကင်ယောက်ျားလေးပုံစံဝစ်ပေးပြီးတော့ခေါ်ွားတာဆိုတော့အဝေးကကြည့်ရင်ကလုံးဝယောက်ျားလေးပဲသူတို့ခေတ်ကယောက်ျားကြီးလည်းရောင်ထုံးတာကိုသပင်ရှိတာဆိုတော့လုံးဝယောက်ျားလေးပဲဆိုတော့ဒီခင်မာကြီးလှမ်းကြည့်တဲ့အချိန်မှာလည်းတိဘောမင်းအနားမှာယောက်ျားတွေပဲရှိပြီးတော့ဒီလူပြူတော်သားတွေခြံရံပြီးတော့ချိုးရည်သုံးတဲ့ဆောင်ထဲကိုဝင်သွားတယ်ဆိုတာမျိုးပဲတွေ့ပြီးတော့ဘာမှမတွေ့တော့အော်ငါပဲတန်ရဖြစ်နေတာလားမသိဘူးဆိုပြီးတော့သူအဲ့လိုဖြစ်ပြီးအဲ့ဒီအချိန်မှာပဲရနာမောင်တို့ကသူ့ကိုလာပြီးတော့ဖမ်းတယ်ဒါပေမဲ့ခင်မာကြီးဆိုတာကိုမသိချင်အောင်ဆောင်ပြီးတော့ဟဲ့ဟိုနောင်ကြီးပဲသွားမလို့လဲဟိုဘက်အနောက်ဆောင်ကိုသွားပြီးတော့ကောင်မလေးတွေအပြူတော်တွေသွားငမ်းမလို့လားဘာညာဆိုပြီးပခုံးတွေပါတွေကိုဗျမ်းကနေရိုက်သွားနောက်တစ်ခါမလာရဲအောင်ပေါ့နော်အမှတ်မထင်ဒီလိုတွေးနိုင်တယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်လို့သူ့ကိုဖမ်းပြလိုက်တယ်ပေါ့ဖမ်းပြလိုက်တော့ဒီခင်မာကြီးကလည်းနောက်တစ်ခါဒီအရှိဆောင်ကိုထောက်လှမ်းရေးမလုပ်ရဲတော့မလုပ်ရဲပဲနဲ့သူကဘာဖြစ်လဲဆိုတော့စုဖျားလက်ကိုအဲ့ဒီအကြောင်းသွားပြောပြတယ်ခင်ကြီးကတော့ဒီလိုပျောက်သွားတယ်အော်မဟုတ်အဲ့နေ့မှသူကမပြောပြသေးဘူး sorryအဆောင်မှာပြန်ပြီးတော့ဒိုင်းခင်ကိုပြန်ဆောင်တာပြန်ဆောင်နေရင်လည်းသူကအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးမနက်လဲမိုးလင်းရောသူဒိုင်းခင်စီကိုသူပြေးပြီးတော့တွားကြည့်တဲ့အခါကျဒိုင်းခင်ကအမလေးဖီးလိမ့်ပြင်ဆင်ပြီးတော့အဲ့ဒါနဲ့သူကမေးတယ်ညီမလေးဘာဖြစ်ညာတော့ကဘယ်သွားလဲဆိုပြီးမေးတယ်ဆိုတော့အင်္ဂကိစ္စရှိလို့အကိုလာခေါ်လို့သွားတယ်ပေါ့နော်အင်္ဂကိစ္စရှိလို့သူအကိုလာခေါ်လို့ကျမသွားတယ်ဆိုပြီးတော့ပြောတော့ခင်မကြီးကဟုတ်လားပေါ့နော်ဘာဖြစ်လို့သွားတာလဲဆိုတော့ကျမကပေါ့နော်မရေပေါ့ကျမကဒီမှာခစားနေရပြင်မဲ့မေနဲ့အကိုအရမ်းပဲလွမ်းလှပါတယ်ပေါ့အိမ်ကိုလွမ်းလို့အိမ်ကိုခဏပြန်ပါတယ်ပေါ့နော်ခွင့်တောင်းပြီးပြန်သူတို့ကအိမ်ပြန်ချင်းအမိန့်တော်ခံရတယ်ခွင့်တောင်းရတယ်ပေါ့နော်ခဏခွင့်တောင်းရမှာလဲကြောက်လို့ပါပေါ့အဲ့ဒါကြောင့်မလို့ဂျူတီမရှိတဲ့အချိန်လေးအိမ်လေးခဏပြန်ပြီးတော့အမေကိုတွေ့တာပါဆိုတာမျိုးလိန်ပြီးတော့ပြောတယ်အဲ့ဒီခါမှာမန်တာကြီးရွာစားကအေးအဲ့လိုဆိုရင်လေရှိပါစီတော့ပေါ့နော်ဒါပေမဲ့အသွားလာဆင်ချင်မှာဒီမိန်းကလေးတွေကရှိုးရှက်တွေလုပ်တယ်ဆိုရင်နန်းတော်ထဲမှာစီမင်းစည်းကမ်းတွေရှိတယ်သူတို့ကဒီဘရင်တွေမိဖုရားတွေသဘောတူပြီးနေရာချပေးရလူနဲ့ပဲယူရတဲ့ထုံးစံရှိတာ哦အဲ့လိုရှိုးရှက်တွေမဖြစ်ပါစေနဲ့ရာဇဝတ်တန်တန်တက်တဲ့ဘာညာဆိုပြီးသူ့ကိုတော့ဆုံးမလိုက်တယ်ဆုံးမလိုက်ပြီးတော့မတင်ငါတဲ့အတွက်စုဖျားလက်ကိုအဲ့ဒီအကြောင်းကိုပြောပြတော့စုဖျားလက်ကနေပြီးတော့သူတို့ကစဉ်းစားတာကဒီကောင်မလေးကမောင်ဖေငယ်လာခေါ်တယ်မောင်တုတ်လာခေါ်တယ်သူတို့နဲ့ပြက်ပြောက်သွားတယ်ဆိုရင်မောင်ဖေငယ်နဲ့ကြိုက်နေရလားမောင်တုတ်နဲ့ကြိုက်နေရလားအကယ်လို့ကြိုက်ရိုးမှန်ရင်ခိုးပြီးချင်းတွေးเสียမလို့ဘာဖြစ်လို့လဲဆိုတော့မောင်တုတ်ရောမောင်ဖေငယ်ရောကဘရင်ကောမိဖုရားကအရန်မျက်နှာသာပေးထားတဲ့လူတွေဖြစ်တဲ့အတွက်ကြိုက်ရင်တောင်းလို့ရတယ်ပေးစားမှာ
ဒါသိကြတယ်ဒီလိုခိုးတွေ့တယ်ဆိုတော့သူတို့မဟုတ်တဲ့တယောက်ပေါ့ပြီးတော့သူတို့လိုက်ပြီးတော့ကြည့်တဲ့တောက်လျှောက်မှာဒီအပြူတော်လေးနဲ့လိုက်ပြီးတော့ကြည်ကိုင်းတဲ့တောက်လျှောက်မှာမန်တာကြီးရွာစားသူကိုယ်တိုင်ကြည့်တဲ့တောက်လျှောက်မှာရောမြင်တာကမောင်မောင်ငယ်ရောမောင်ဖေးငယ်ရောမောင်မောင်တုတ်ကရောဒီဒိုင်းကင်ကိုနှစ်မလေးလိုပဲဆက်ဆံပြီးတော့ရိုးရိုးသားသားပုံစံဖြစ်နေတာကိုမြင်တယ်အဲ့ဒီတော့ဒီနှစ်ယောက်ကိုခိုင်းနိုင်တဲ့ဒီနှစ်ယောက်ရဲ့အရှင်သခင်နဲ့ပဲဖြစ်နေတာဖြစ်ရမယ်ဆိုတာမျိုးကိုသူတို့သိသွားတယ်ပေါ့နော်သိပြီးတော့နောက်တစ်ခုကဒိုင်းကင်ကဘယ်အချိန်မှာပြအဲ့လိုမျိုးဒီအဲ့လိုလေသူတို့ဘက်ကသိတယ်ဟိုဘက်ကမမောင်တုတ်တုတ်ဘက်ကကြတော့ဒီမန်တာကြီးရွာစာလိုက်ချောင်းတာကိုသူတို့ကြုံတဲ့အခါကျတော့နောက်တညဆိုလို့ရှိရင်လူကိုယ်တိုင်လာမခေါ်တော့ဘဲနဲ့ဂျိုးကူတန်ပေးပြီးတော့ဂျိုးကူတန်ကြားတဲ့စီကိုလာခိုင်းပြီးတော့ဟိုအတန်နဲ့ပဲအချက်ပေးတာပေါ့အဲ့လိုအချက်ပေးတယ်သူတို့ကလည်းဟိုဘက်ကလည်းနည်းနည်းရိပ်မိဟိုဘက်ကလည်းပုံစံတွေပြောင်းဆိုတာမျိုးလောက်ကြတာအဲ့လိုနဲ့ဒီမန်တာကြီးရွာစာစုဖျားလက်ကိုဒီကိစ္စပြောတော့စုဖျားလက်ကလည်းသူကလည်းညံပြေးတယ်မိန်းမပဲသူသိတာပေါ့ဒါကမမောင်ငယ်တို့မောင်မမောင်ရနာမောင်တုတ်တုတ်မောင်ဖေငယ်တို့ရဲ့နဲ့ကြိုက်တာမဟုတ်နိုင်ဘူးဟုတ်ရင်သူတို့လာတောင်းရင်တောင်းလို့ရနိုင်တဲ့အနေအထားရှိတယ်သူတို့ကလည်းမျက်နှာသာအပေးခံရတဲ့သူတွေပဲသူတို့သခင်ကြိုက်တာဖြစ်နေပဲဒါပေမဲ့ဒီနှစ်ကောင်ကိုခေါ်မေးလိုက်ရင်ဒီနှစ်ကောင်ကအသက်ထက်ဆုံးသူတို့သခင်ကိုကာကွယ်ပေးတာဖြစ်တဲ့အတွက်ညင်းပြီးတော့ရှောင်မှာပေါ့နော်ရှောင်မှာဖြစ်တဲ့အတွက်မမေးဘဲနဲ့ तू ကထူချင်းအကျင်အောင်ဆောင်ပြီးငါကိုယ်တိုင်စောင့်ဖမ်းမယ်ဆိုပြီးဆုံးဖြတ်လိုက်တာဆိုတော့ပထမတစ်ရက်မှာဘာလုပ်လဲဆိုတော့ချက်ချင်းဒီဒိုင်းကင်ကိုဂျူတီချိန်လိုက်တာညဘက်အိပ်ဖန်ဆောင်ရမယ်ဆိုပြီးဂျူတီချိန်လိုက်တော့ရုတ်တရက်ကြီးချိန်လိုက်တော့ဒိုင်းကင်ခင်ဗျာဟိုလည်းသတင်းတော့ပို့လို့မရဘူးဒီညထွက်လို့မရဘူးဆိုတော့အဲ့မှာဂျိုးကူတန်ကြတော့မနေနိုင်မထိုင်နိုင်ဟိုလှုပ်ဒီလှုပ်သိရဟလားအဲ့လိုမျိုးဟာဟိုဘာနာတယ်လို့ဒီကဟိုဟာဖြစ်တယ်လို့ခဏမငြိမ်နေဘူးဖြစ်တာဖြစ်တော့စုဖျားလက်ကမေးတယ်ခင်ကြီးဘာဖြစ်လို့လဲဘာဖြစ်လို့ဖြစ်နေရလဲဘာတွေဖြစ်နေရလဲပေါ့လုံးဝမသိတယ်လို့ရိုးသားမျက်နှာဘေးလေးနဲ့မေးတော့သူကချက်ချင်းစဉ်းစားပြီးတော့ဟိုကြောက်လို့မရှောင်ဝင်တာပါပေါ့နော်ဒီရှင်ဘတ်ထဲကတအားပူပြီးတော့လေထတယ်လို့ဖြစ်နေလို့အဆောင်လေးပြန်ပြီးဆေးလေးတောက်ပြရစေဆိုပြီးတော့ခွင့်တောင်းတယ်ခွင့်တောင်းတော့တောက်ချင်တယ်ပြန်တောက်ခင်မကြီးဆိုပြီးခုနမန်တာကြီးရွာစားကိုခင်မကြီးမင်းညီမလေးကိုလိုက်ပို့ပြီးတော့ဆေးသိချာတိုက်လိုက်ပါအောင်ဆိုပြီးခင်မကြီးနဲ့အတူသွားခိုင်းတယ်ဆိုတော့အဆောင်အပြင်ရောက်တာနဲ့ဒိုင်းခင်ကမမကြီးညီမကြောင့်ဒုက္ခပူနေပါတယ်မလိုက်ခဲ့ပါနဲ့ညီမဘာသာပဲပြေးပြီးတောက်လိုက်ပါမယ်ဒီမှာပဲအေးစစ်စောင့်ပါဆိုပြီးတော့တစ်ဖက်လည်းနဲ့ပြန်ထားခဲ့တယ်ခင်မကြီးကလည်းတိတာကိုဒါသူနဲ့စုဖျားလက်စင်နဲ့အကွက်ပဲဆိုတော့သွားဆိုပြီးစိတ်ပုတ်လိမ့်တောက်ပြီးစောင့်တယ်စောင့်ကျင်အောင်စောင့်မယ်တကယ်တော့အနောက်ကနေလိုက်ချောင်းတာအဲ့ဒီအချိန်မှာမောင်ဖေငယ်ကလည်းဂျိုးကူတန်ပေးလို့မှမထွက်လာဘူးဘာမှန်းဖြစ်လဲဆိုပြီးတော့ဒီအနောက်ဆောင်ကိုလာပြီးတော့ကြည့်တယ်ပေါ့နော်ကြည့်တဲ့အချိန်မှာသူ့အကိုတူတော့တိုးနဲ့မှားလိုက်တယ်သူထွက်လို့မရဘူးရွှေနှန်းရှင်ဖះကိုအမှားတော်လေးပါပေးပါဆိုတာမျိုးသူပြောတာကိုသူတို့စကားကိုလုံးစိတ်ပတ်စိတ်မကြားပေမဲ့ဒီမန်တာကြီးရွာစားကအမှားတော်ပါတာတို့ထွက်ခွင့်မရဘူးတို့အဲ့လိုစကလုံးလေးတွေနည်းနည်းစီတော့ကြားလိုက်တယ်အဲ့ဒီကြားလိုက်တဲ့အကြောင်းကိုလည်းပြန်ပြီးတော့စုဖျားလက်ကိုရှောက်တဲ့အခါကျတော့စုဖျားလက်ကဒီကိစ္စကတေချာပြီဒါကတိဘောမင်းနဲ့ပဲဘာဖြစ်လို့လဲဆိုအမှားတော်ပါတယ်ဆိုတဲ့စကားကလူချင်းမှမသုံးမနဲ့ရှင်ဘရင်နဲ့မှသုံးရတဲ့စကလုံးဖြစ်နေတော့ဟိုတိတ်ကြပြီပေါ့နော်တိတ်ကြပြီဆိုပြီးတော့ထွက်လို့မရအောင်အမြဲတမ်းဒိုင်းခင်ကို night duty ပဲထားလိုက်တယ်ပေါ့အိပ်ဖန်ဆောင်မယ်လုပ်လိုက်တယ်အဲ့တော့တိဘောမင်းကလည်းဘာကြောင့်ထွက်လို့မရရလဲစုဖျားလက်ဒီရုတ်တရက်အမိတ်ပြောင်းလိုက်လို့ဆိုတော့အဲ့တော့တီဘောမင်းစိတ်ထဲမှာလဲအဲ့ဒါဆိုရင်အဲ့အတိုင်းပဲနေအောင်ငါကဒီနံပါတ်တော်နဲ့ဆွေးနွေးအောင်မယ်ပြပြကောင်ကြီးနဲ့ငါဆွေးနွေးပြီးမှဒီကိစ္စကိုဆက်ဆောင်ရွက်မယ်ဆိုတာမျိုးနဲ့ဒိုင်းခင်ကတီဘောမင်းနဲ့မတွေ့ရတော့ဘဲနဲ့အဲ့ဒီမှာတခန်းပြတ်တယ်တခန်းပြတ်ပင်မဲ့အဲ့ဒီကာလတစ်လျှောက်လုံးမှာစုဖျားလက်ကအပြူတော်တွေနဲ့စကားစမြည်မြန်ပြောလို့ရှိရင်ရှေးအစဉ်အဆက်ဘူဘေးအစဉ်အဆက်ဘရင်တွေကမိဖုရားတွေအများကြီးကိုထားတယ်မှန်ပေမဲ့သူ့အဖေမင်းတို့မင်းစီမှာလည်းစကြဒေဝီမိဖုရားကောင်ကြီးရှိပြီးတော့သူ့အမေအပါဝင်တခြားမိဖုရားတွေအများကြီးရှိတာမှန်ပေမဲ့ငါအတွက်ဆိုရင်တော့ပွဲတော်အုပ်ကိုသာမျှပြီးစားမယ်ငါလင်ကိုခွဲပြီးမချစ်ဘူးအကယ်၍မြန်တယောက်ကငါလင်ကိုဆွဲဆောင်နေဆိုလို့ရှိရင်အဲ့မိမရဲ့မျက်လုံးကိုဖောက်ပစ်မယ်ဆိုတာမျိုးကိုဒီတိုင်းပြောတယ်အရှိအပြူတော်တွေကိုပြောတယ်ပေါ့နော်အဲ့လိုစကားဆက်မိတယ်ဘိုးဘေးတွေရဲ့မိဖုရားတွေအကြောင်းမိဖုရားခေါင်းကြီးတွေအကြောင်းစကားဆက်မိတာအဲ့လိုအမြဲတမ်းထည့်ပြောတယ်တခြားအပြူတော်တွေကတော့ရိုးရိုးတောင်မှန်ပဲဆိုတော့စုဖျားလက်စကားဘာမှမဖြစ်ဘူးပေါ့ခင်ကြီးကတော့တော်တော်ကြီးကိုအဲ့လိုလိပ်ပြမလုံဖြစ်ပြီးတော့တီဘောမင်းစီကဘာအမိန်ရောက်လာမလဲဆိုတာမျိုးပဲအဲ့လိုလိပ်ပြမလုံဖြစ်တယ်ပေါ့ဆိုတော့ပြောနေတာတော့တော်တော်ရှည်ဝါးပြီးအပိုင်းတွေတော်တော်များမယ်နဲ့တူတယ်ဆက်ပြီးတော့ဒီဒိုင်းခင်နဲ့တီဘောမင်းကိုစုဖျားလက်ဘယ်လိုစောင့်ဖမ်းလဲဆိုတာသူတို့တွေရဲ့ညံကစားတာကတော့အပိုင်းဆက်တွေအများကြီးရှိပါတယ်ကျွန်မဆက်ပြီးပြောပြပါအောင်မယ်ရှင်